ဘာစတာကိုပြိုင်5ပေါ် Real Madrid ရဲ့အနာဂတ်ကိုပုံပေါ်ဦးဆောင်လိုက်မယ်လူငယ်တိုင်းစစ်မှုလေး Gonzalo Garcia ပရိသတ်တော်မင်္ဂလာများ Yes Sport iPad ခွန်ရှိကိုစာပေကနေပြန်လည်ကြိုလိုက်ပါရင် Gonzalo Garcia စပိန်ရဲ့လူငယ်ကစားမတွေကထူးခြားတဲ့လားလာရှိတဲ့တိုင်းစစ်မှုလေးတယောက်ပါ Real Madrid ရဲ့ Academy ကနေထွက်ပေါ်လာခဲ့တဲ့သူဟာလက်ရှိ Spain United ရဲ့အသင်းမှာပါဝင်ကစားနေပြီးပြီးခဲ့တဲ့ရက်ကဖင်လန် United နဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာသူ့ရဲ့ထူးချွန်မှုကိုတက်တည်ပြခဲ့ပါတယ်ပွဲချိန်88မိနစ်ထိဖင်လန်က1စီးနဲ့နိုင်ရရှိနေခဲ့ပေမဲ့ဂါစီယာကဂိုးဖန်တီးပေးခဲ့တဲ့ခြေပါဂိုးနဲ့စပိန်ကိုပြန်ဆွဲတင်ယူခဲ့ပြီးနာကျင်ချိန်ပေါ်3မိနစ်မှာကိုယ်တိုင်နိုင်ဂိုးသွင်းယူပေးခဲ့တာဟာသူ့ရဲ့တောက်ပမှုကိုထင်ရပြသပါတယ်ဒီစွမ်းဆောင်ရ Real Madrid အတွက်အနာဂတ်တိုင်းစစ်ပိုင်းအဓိကကစားမတူဖြစ်လာနိုင်မယ်လို့ဆိုရမှာပါGonzalo Garcia Real Madrid ရဲ့ Academy ကနေထွက်ပေါ်လာခဲ့တဲ့လူငယ်ကစားမတူဖြစ်ပြီးအသက်18နှစ်သာရှိသေးတဲ့သူဟာ Spain United ရဲ့အသင်းမှာပါဝင်ကစားနေပါတယ်။ပြီးခဲ့တဲ့ရက်ကဖင်လန် United ရဲ့အသင်းနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာ Garcia ရဲ့စွမ်းဆောင်ရည်ထင်ရှားခဲ့ပါတယ်။ပွဲချိန်88မိနစ်ထိဖင်လန်က1စီးနဲ့နိုင်ရရှိနေခဲ့ပေမဲ့ Garcia ကဂိုးဖန်တီးပေးခဲ့တဲ့ခြေပါဂိုးနဲ့ Spain ကိုပြန်ဆွဲတင်ခဲ့ပါတယ်။မင်္ဂလာပါဘောလုံးချစ်သူညီကိုများအချိန်ကုန်မခံပဲအပြင်စာရွက်တွေကိုင်းစရာမလိုပဲ Internet line ရှိရုံဖုန်းလေးတစ်လုံးရှိရုံနဲ့ Yes Sport iPad ခွန်ရှိကို agency မှာဘောလုံးကစားလို့ရတယ်နော်။နေ့စဉ်တိုင်းမှာဘောလုံးပွဲဘောဆောင်ကိုတနေရာထဲမှာစော်ကစားနိုင်ပြီးတော့ iPad ခွန်ရှိကိုမောင်996မှာ Body မောပထမပိုင်းဒုတိယပိုင်းသာမကဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ပေါင်းစုံကနေကစားနိုင်အောင်မှာဖြစ်ပါတယ်။အကောင့်သစ်10ရာခိုင်နှုန်းစနေနေ့တိုင်း unit ဖြည့်9ရာခိုင်နှုန်းလာချုပ်ရှုံးကြေးဘောနဲ့9ရာခိုင်နှုန်းပေးတဲ့အပြင်ညီပြမရှိယုံကြည်စိတ်ချစွာကစားခြင်းနဲ့ဆိုရင်တော့ Yes Sport ပေးကနေပဲဖြစ်ဖြစ် Viber Telegram 399213 9439ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာနာကျင်ချိန်ပေါ်3မိနစ်မှာသူကိုယ်တိုင်နိုင်ဂိုးသွင်းယူပေးခဲ့တာဟာပွဲစဉ်အမှတ်တရဖြစ်ခဲ့ပါတယ်ဒီလိုတောက်ပမှုဟာဂါစီယာရဲ့ဂိုးသွင်းနိုင်စွမ်းဂိုးဖန်တီးနိုင်စွမ်းနဲ့ဖီယာအောက်မှာအဆုံးဖြတ်ချက်ချနိုင်စွမ်းကိုပြသနေပါတယ်ဂါစီယာရဲ့ဒီလိုစွမ်းဆောင်ရ Real Madrid ရဲ့ Academy ကနေထွက်ပေါ်လာတဲ့လူငယ်ကစားမတွေရဲ့အရေးချင်းကိုတက်တည်ပြနေပါတယ်သူဟာ Real Madrid ရဲ့ U19 နဲ့ Castella အသင်းတွေမှာထူးချွန်ခဲ့ပြီး Spain U19 နဲ့ United ရဲ့အသင်းတွေမှာလည်းပါဝင်ကစားနေပါတယ်ဂါစီယာရဲ့အရေးချင်းဟာဂိုးသွင်းနိုင်စွမ်းအမြန်နှုန်းနဲ့နီးစနစ်ပိုင်းကျွမ်းကျင်မှုတွေကိုပေါင်းစပ်ထားပြီး Real Madrid ရဲ့တိုင်းစစ်ပိုင်းအနာဂတ်အတွက်လားလာရှိတဲ့ကစားမတူဖြစ်ပါတယ်Real Madrid ဟာတိုင်းစစ်ပိုင်းကစားမတွေကိုထုတ်လုပ်ရမှာကမ္ဘာအကောင်းဆုံး Academy ကိုပိုင်ဆိုင်ထားပြီးဂါစီယာလိုလူငယ်ကစားမတွေထွက်ပေါ်လာတာကပုံမှန်ပါပဲ။ဂါစီယာရဲ့ Spain United မှာတောက်ပမှုဟာ Real Madrid ရဲ့နီးပြစားပြီးအလွန်ဆွဲအာရုံကိုဆွဲဆောင်နိုင်ပါတယ်။ဂါစီယာဂိုးသွင်းနိုင်စွမ်းဂိုးဖန်တီးနိုင်စွမ်းနဲ့ဖီယာအောက်မှာဆုံးဖြတ်ချက်ချနိုင်စွမ်းရှိတာကြောင့် Real Madrid ရဲ့တိုင်းစစ်ပိုင်းအနာဂတ်အတွက်အလားအလာရှိတဲ့ကစားမတူဖြစ်ပါတယ်။ Real Madrid ရဲ့တိုင်းစစ်ပိုင်းလက်ရှိကစားမတွေဖြစ်ကြတဲ့ Vinicius Junior, Kylian Mbappe တို့လိုကျယ်ဝန်းနေရှိပေမဲ့ဂါစီယာလိုလူငယ်ကစားမတွေထွက်ပေါ်လာမှုဟာအသင်းရဲ့ရေရှည်အောင်မြင်မှုကိုအာမခံချက်ပေးနေပါတယ်။ဂါစီယာရဲ့စွမ်းဆောင်ရည် Real Madrid ရဲ့ Academy ကနေထွက်ပေါ်လာတဲ့လူငယ်ကစားမတွေရဲ့အရေးချင်းကိုတက်တည်ပြပြီးသူဟာအနာဂတ်မှာအသင်းရဲ့အဓိကတိုက်စစ်မှုဖြစ်လာမယ်လို့မျှော်လင့်ရပါတယ်။ဂါစီယာရဲ့ Spain United မှာတောက်ပမှုဟာ Real Madrid ရဲ့အနာဂတ်အတွက်အရေးပါတဲ့လက္ခဏာတစ်ခုပါ။ Real Madrid ဟာတိုက်စစ်ပိုင်းကစားမတွေကိုမွေးထုတ်ပေးရမှာကမ္ဘာအကောင်းဆုံး Academy တစ်ခုကိုပိုင်ဆိုင်ထားပြီးဂါစီယာလိုလူငယ်ကစားမတွေထွက်ပေါ်တာပုံမှန်ပါပဲ။ဒါပေမဲ့သူ့အတွက်စင်ကောင်မှုတွေကလည်းရှိပါတယ်။ Real Madrid ရဲ့ပထမအသင်းမှာနေရာရဖို့ပြိုင်ဆိုင်မှုပြင်းထန်ပြီးဂါစီယာအနေနဲ့တသမတ်ထဲစွမ်းဆောင်ရည်ကောင်းတွေပြသဖို့လိုအပ်ပါတယ်။ဒါပြင် Mbappe နဲ့ Vinicius တို့ရဲ့အရေးအောက်ကနေဖောက်ထွက်ပြနိုင်ဖို့ကိုလည်းစူးစမ်းရမှာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့လက်ရှိခြေစွမ်းနဲ့ဖွံ့ဖြိုးလာနိုင်မှုနောက်ပြီးတော့အလွန်ဆွေးရဲ့လူငယ်ကစားမတွေကိုမြေတောင်မြောက်ဆင်တင်ပေးနိုင်တဲ့အရေးချင်းတွေကိုထည့်စဉ်းစားရင်ဂါစီယာ Real Madrid အတိုင်းစစ်ပိုင်းမှာအဓိကအခန်းကဏ္ဍတစ်ခုဖြင့်ပေါ်ထွက်လာနိုင်ွယ်ရှိပါတယ်။ညီကိုတို့ကရောဘယ်လိုမြင်ကြလဲပြောပြခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။